CEO တယောက်က3နှစ်တာလုံးငါးရောင်းဆိုင်လေးဖွင့်ထားခဲ့တယ်စက်ကြီးလိုက်လံကောက်ခံသူတွေဟာဒီလူရဲ့ဆိုင်ကိုအကြီးကျယ်ပြဿနာလာရှာကြတယ်ဆိုင်နီးနားကလူတွေကလည်းလဆင်ကြီးချက်ချင်းပေးလိုက်ဖို့အတင်းတိုက်တွန်းကြတယ်ဒါပေမဲ့ဒီလူကလူဆိုးတယောက်ကိုအလင်းမြန်ဖမ်းချုပ်လိုက်ပြီးဖျက်ဆီးနေတာတွေကိုချက်ချင်းရပ်တန့်ဖို့ပြောလိုက်တယ်ဒါကြောင့်လူဆိုးကရပ်တန့်ခိုင်းရုံမှလွဲလို့အခြားရွေးချယ်စရာမရှိတော့ဘူးအဲ့ဒီအချိန်မှာပဲလူဆိုးကောင်းဆောင်ရောက်လာခဲ့တယ်သူကဒီနေရာတစ်ဝိုက်မှာသူ့ကိုဘယ်သူမှမကြည့်ရဲကြောင်းပြောဆိုလာခဲ့တယ်သူကသူ့ပဲ့တွေနဲ့ချက်ချင်းပဲတိုက်ခိုက်ခိုင်းခဲ့တယ်ရုတ်တရက်ဒီလူကမျက်နှာအမူအရာခက်ထန်လာခဲ့ပြီးချက်ချင်းပဲတနေရာကိုဖုံးခေါ်လိုက်တယ်တကယ်တော့ဒီလူကတနိုင်ငံလုံးဖိမ့်ဖိမ့်ုံကြောက်ရတဲ့ကမ္ဘာချမ်းသာဆုံး CEO ငကားသခင်လေးဆိုတာမသိခဲ့ကြဘူးတပြိုင်နက်တည်းကားနဲ့ရှည်ကြီးကမြန်ဆန်ရောက်လာကြတယ် CEO ရဲ့တပည့်တယောက်ကလူဆိုးကောင်းဆောင်ကိုချက်ချင်းပဲဆုံးမပြီးထွက်သွားခိုင်းလိုက်တယ် CEO ဟာသူ့ရောက်ခမကိုမြင်သွားတာနဲ့အစေခံတွေကိုချက်ချင်းပဲထွက်သွားဖို့အမိန့်ပေးခဲ့တယ်သူဟာငားရောက်တာတောင်အတော့မကြဘူးဆိုက CEO ပေါ်အကြီးကျယ်စူပူပါတော့တယ် CEO အိမ်ပြန်ရောက်တာနဲ့သူ့မျိုးသမီးရဲ့ကွာချင်းစာချုပ်ကိုအမျိုးသမီးရဲ့အတွင်းရေးမှူးကအလောတကြီးထုတ်ပေးလာခဲ့တယ်အကြောင်းကတော့သူဟာငားရောက်နဲ့အရှုံးသမားဖြစ်နေလို့ပါပဲအဲ့ဒီအချိန်မှာပဲသူမရောက်ရှိလာခဲ့ပြီးကွာရှင်းစာချုပ်မှာလက်မှတ်ထိုးဖို့တိုက်တွန်းပြောဆိုလာခဲ့တယ်သူမဟာသူမရဲ့ကုမ္ပဏီကြီးလည်းပတ်ဖို့ချမ်းသာသူအမျိုးသားကိုရွေးချယ်လိုက်တာကြောင့်ကွာရှင်းဖို့အတင်းကျပ်လှုပ်ဆောင်နေခဲ့တာပါ CEO ကသူတို့ရဲ့အကြောင်းစုံကိုသိရှိသွားခဲ့တယ်သူမက CEO အားကိုထိလက်ရောက်စော်ကားပြောဆိုခဲ့တယ်ဒီပြုမှုကြောင့် CEO ဟာရင်နာနာနဲ့ကွာရှင်းစာချုပ်မှာလက်မှတ်ထိုးပေးလိုက်ခဲ့တယ်သူကဘယ်တော့မှမပတ်သက်တော့ကြောင်းခက်ထန်တဲ့မျက်နှာထားနဲ့ပြက်ပြက်သားသားပြောဆိုလိုက်တယ်သူမက CEO အားရော်ချင်းငွေဖြစ်ငွေ10တန်းပါတဲ့ကတ်ကိုထုတ်ပေးလာခဲ့တယ် CEO ဟာသူမအားနောင်တမရဖို့ပြောဆိုခဲ့တယ် CEO ကသူမအားဥပိ္ပခါပြုကလေးလံတဲ့ခြေလမ်းတွေနဲ့ထွက်သွားခဲ့ပါတော့တယ်သူမရဲ့မတိစိတ်ထဲမှာတော့နောင်တတွေတပွေ့တပိုက်ကြီးရသွားပုံပါပဲသူမရဲ့ညှိုးနွမ်းနေတဲ့မျက်နှာပေါ်မှာအထင်သားပေါ်လွင်နေခဲ့တယ်သူမကအလုပ်ထဲမှာစိတ်ညစ်မှုတစ်ခုခုရှိလာတိုင်းသူတို့နှစ်ယောက်ပုံလေးတွေကိုလွမ်းဆွဆွာကြည့်နေတတ်တယ်အဲ့ဒီအချိန်မှာပဲအတွင်းရေးမှူးရောက်လာခဲ့တယ်သူမကငကားဆန်အိမ်ရဲ့ရှားပါပွဲတက်ဖိတ်စာကိုလာပေးခဲ့တာပါဒီဖိတ်စာကြောင့်သူကမိတ်ဆက်ပွဲအားတက်ရောက်ဖို့ဖြစ်လာခဲ့ပါတော့တယ်